1940 ခုနှစ်ဒုတိယကမ္ဘာစစ်ရဲ့အစောပိုင်းကာလမှာဒီဇက်လန်ကိုစတင်ထားပါတယ်။ဆိုဗီယက်တပ်မတော်ရဲ့တင်ကာတက်ချက်ကြီးမီခေကာလာရှာနီကော့ဟာဂျာမန်တို့ရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့်ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေပါတယ်။တိုက်ပွဲအတွင်းမှာသူဟာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးဆေးရုံကိုအမြန်ဆုံးပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ဆေးရုံမှာတတိယလာတဲ့အခါမီခေကငါရဲဘော်တွေအသက်ရှင်သေးရလားလို့စိုးရိမ်တကြီးနဲ့မေးမြန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူနာပြုဆရာမလေးကအကုန်လုံးအဆင်ပြေသွားမှာပါ။အခုတော့အနားယူလိုက်ပါအောင်လို့ပြန်လည်နှိမ့်သိပ်ပေးခဲ့ပါတယ်။ဒဏ်ရာပြင်းထန်လွန်းတာကြောင့်စိတ်မြပြင်ကနေခိတအနာပေးခြင်းခံလိုက်ရတဲ့မီခေဟာကားတစ်စီးနဲ့နေရက်ကိုပြန်လာခဲ့ပါတယ်။လန်ကီမှာတော့အရာရှိတယောက်ကသူတို့ရဲ့ကားကိုရဲတန့်ခိုင်းပြီးစနစ်ကြိမ်မြောက်ခြေလင်တဲ့ရရှိနိုင်မယ့်နေရာကိုစုံစမ်းမေးမြန်းခဲ့ပါတယ်။ကာလာရှာနီကောကလည်းစစ်ပွဲကာလအတွင်းတပ်ဖွဲ့တွေဟာနေရာအနှံ့ပြောင်းရွှေ့နေထိုင်နေကြတာကြောင့်သူကိုယ်တိုင်လည်းတက်တီနေရာအတိအကျကိုမသိရှိကြောင်းပြန်လည်ပြောပြခဲ့ပါတယ်။အရာရှိကလည်းလန်ကီမှာဂျာမန်စစ်သားတွေကင်းလဲနေနိုင်တဲ့ကြောင့်အထူးကူးဆိုင်ပြီးသွားကြဖို့တတိပေးစကားဆိုကထွက်သွားခဲ့ပါတယ်။ခရီးစဉ်ကိုဆက်လက်ထွက်ခွာလာရင်သူတို့စီလာတဲ့ကားဟာရှုံ့နုံထဲမှာနှမြုပ်သွားတာကြောင့်တပ်သားတွေအားလုံးဝိုင်းဝန်းတွန်းတင်ခဲ့ကြရပါတယ်။အဲ့ဒီအချိန်မှာမီခေကရဲဘော်တို့အကင်ဆောင်ထားတဲ့စစ်တပ်အစ်စ်ကိုမြင်တွေ့သွားပြီးအဲ့ဒီလက်နက်ကရှေ့တန်းက rifle အဟောင်းတွေနေရာမှာအစားထိုးမဲ့လက်နက်တစ်ဖြစ်ကြောင်းသိရှိလိုက်ရပါတယ်။သူကအဲ့ဒီလက်နက်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမေးမြန်းခဲ့ပေမဲ့ကင်ဆောင်ထားတဲ့စစ်သားကိုယ်တိုင်ကလည်းတိုက်ပွဲမှာဘယ်လောက်ထိအသုံးသိမ့်မလဲဆိုတာကိုသေချာမသိသေးတဲ့အခြေအနေမှာရှိနေပါတယ်။ရော်တရွာကိုအနီးကပ်စစ်ဆေးဖို့စူးစမ်းတဲ့အခါမှာတော့သူတို့ဟာဂျာမန်စစ်သားတွေနဲ့မထင်မဲ့ပဲထိတ်တိုက်တွေ့ဆုံခဲ့ပါတယ်။မီခေကအနေရှိနေကြောင်းတတိပေးခဲ့ပေမဲ့ရဲဘော်တို့ကစစ်တပ်အစ်စ်နဲ့ပြန်လည်ပစ်ခတ်ဖို့စူးစမ်းချိန်မှာတော့တနက်ကအရေးကြီးတဲ့အချိန်မှာတင်ကြီးစံကမထွက်လာပဲ error ဖြစ်သွားခဲ့ပါတယ်။တိုက်ပွဲပြီးမှာတော့အဲ့ဒီစစ်သားကသူတို့ရဲ့လက်နက်အစ်စ်ဟာလိုအပ်တဲ့အချိန်မှာအားကိုးလို့ရတဲ့အတွက်အလွန်စိတ်ပြတ်နေခဲ့ပါတယ်။မီခေကအဲ့ဒီတနက်ကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့တနက်အတွင်းထဲကိုရေဝင်သွားပြီးရေခဲသွားတာကြောင့်ရဲနေရတွေအလုံးမလုံးတော့တာကိုရှာတွေ့သွားပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာသူ့ရဲဘော်တွေစစ်မြေပြင်မှာယုံကြည်စိတ်ချရတဲ့လက်နက်ကောင်တစ်ခုကင်ဆောင်နိုင်ဖို့အတွက်ကိုယ်တိုင်တီထွင်ဖန်တီးပေးဖို့အလေးနဲ့ဆုံးဖြတ်လိုက်ပါတယ်။မီခေကစစ်မြေပြင်မှာတွေ့ခဲ့ရတဲ့စစ်တပ်အစ်စ်ရဲ့ဒီဇိုင်းပိုင်းဆိုင်ရာအားနည်းချက်ကိုတေချာသတိထားမိသွားပါတယ်။အထူးသဖြင့်ကြီးစံတွေကိုတစ်ခုနဲ့တစ်ခုခွဲထားပေးရင် separate အပိုင်းဟာအလွန်အားနည်းနေတာကြောင့်ဂျမ်းဖြစ်သွားတာမျိုးဖြစ်ရတယ်လို့သူကယူဆထားပါတယ်။သူကငယ်စဉ်ကတည်းကပစ္စည်းအမျိုးမျိုးကိုစိတ်ဝင်စားနဲ့တီထွင်ဖန်တီးရတာဝါသနာပါသူတူလည်းဖြစ်ပါတယ်။ဆေးရုံမှာဆေးကူသားမှုခံယူခဲ့ပေမဲ့ဒဏ်ရာကလုံးဝပြောက်ကင်ခြင်းမရှိသေးတာကြောင့်ဆရာဝန်ကသူ့ကိုနေရပြန်ပြီးအနားယူဖို့အမိန့်ပေးခဲ့ကြောင်းကိုလည်းအသိပေးခဲ့ပါတယ်။ယထာပေါ်မှာတော့သူဟာကာဇစ်စတန်ကစစ်သားတယောက်နဲ့အမတ်မထင်ဆုံတွေ့ပြီးရင်းနှီးသွားခဲ့ပါတယ်။မီခေကစစ်ပွဲမတိုင်ခင်ကမာတိုင်းမြို့ကယထာတန်လန်ပြုပြင်ရေးစခန်းမှာအလုပ်လုပ်ဖို့ခဲ့သူတယောက်ဖြစ်ပြီးတော့အဲ့ဒီတုန်းကပစ္စည်းတွေကိုရှောက်လုပ်နေတာကြောင့်အလုပ်ထုတ်ခံရပူပါတယ်။သူဟာငယ်စဉ်ကတည်းကလေးကွာတွေနဲ့အမဲလိုက်တနက်တွေကိုကန်တွယ်ခဲ့ဘူးသူတယောက်ဖြစ်ပြီးတော့အခုတစ်ခါမှာတော့စိတ်ချရတဲ့ automatic စစ်တနက်တစ်မျိုးကိုတီထွင်ဖို့စိတ်အားထက်သန်နေပါတယ်။သူရဲ့လက်နက်ပုံချမ်းကိုကြည့်ပြီးအဲ့ဒီစစ်သားကလည်းအခုလိုစစ်ပွဲကာလမှာနိုင်ငံတော်အတွက်ဒီလိုတီထွင်မှုမျိုးကအလွန်လိုအပ်နေကြောင်းအားပေးစကားဆိုခဲ့ပါတယ်။ယထာဟာမာတိုင်းမြို့ကိုရောက်ရှိတဲ့အခါမှာတော့ကာလာရှာနီကောဟာသူ့ရဲ့မူလခီးစဉ်ဖြစ်တဲ့နေရက်ကိုမပြန်တော့ပဲမာတိုင်းမြို့မှာပဲဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ကာလာရှာနီကောဟာသူ့ရဲ့မိခင်စီကိုနောက်ဆုံးအနေနဲ့ရေးခဲ့တဲ့စာထဲမှာဆိုရင်ဖခင်မရှိတော့တဲ့အချိန်မှာအိမ်မှာအခြေအနေတွေကခက်ခဲနေမယ်ဆိုတာကိုသိထားကြောင်းထည့်သွင်းပြပြခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတော်အတွက်ရည်တကြီးလိုအပ်နေတဲ့အချိန်မျိုးမှာဘာမှမလုပ်ပဲအိမ်ကိုဒီတိုင်းပြင်လာခဲ့မယ်ဆိုရင်ကိုလေးစားမှုပြောက်ဆုံးသွားလိမ့်မယ်လို့သူကခံယူထားပါတယ်။ဒါကြောင့်ပဲမိသားစုကိုချစ်ခင်လွမ်းဆွနေတဲ့ကြားကသူ့ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဖို့အတွက်မာတိုင်းမျိုးမှာကျင်းရေးခဲ့ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။မာတိုင်းမျိုးကိုရောက်တဲ့အခါမှာတော့ကာလာရှန်နီကိုကစင်မတိုက်ခင်ကသူအလုပ်လုပ်ခဲ့မှုတဲ့ယထာတန်လန်ပြုပြင်စခန်းစီကိုတန်တက်မတ်မတ်ပဲတွားခဲ့ပါတယ်။အလုပ်ရုံထဲမှာတော့အလုပ်သမားတွေဟာအလုပ်တွေအများများနေပြီးအလုပ်ရုံတာဝန်ခံအန်နရီချစ်ကစိတ်တူဒေါတာထွက်နေတဲ့ပုံစံနဲ့လူတွေကိုအော်ဟစ်ခိုင်းစေနေပါတယ်။ကာလာရှန်နီကိုကသူ့ကိုယ်သူစစ်မြေပြင်ကဒဏ်ရာကြောင့်ကိတအနာပေးထားတဲ့တက်ချက်ကြီးတယောက်ဖြစ်ကြောင်းနဲ့အရင်ကဒီနေရာမှာရင်းနှီးဝင်အင်ဂျင်ပြုပြင်တဲ့အလုပ်လုပ်ခဲ့မှုကြောင့်အလုပ်ရုံတာဝန်ခံအန်နရီချစ်ကိုမိတ်ဆက်လိုက်ပါတယ်။တာဝန်ခံအန်နရီချစ်ကတော့ကာလာရှာနီကောရဲ့နာမည်ကိုယဉ်နီးတယ်လို့ရှိနေခဲ့ပေမဲ့ဒဏ်ရာရထားတဲ့သူ့ရဲ့အခြေအနေကိုကြည့်ပြီးလက်မခံချင်ခဲ့ပါဘူး။သူတချောင်းတော်မမနိုင်တဲ့လူတယောက်အတွက်သူ့မှာအလုံးမရှိကြောင်းနဲ့အချိန်မဖြုံးဖို့ကိုပြောဆိုကမောင်းထုတ်ခဲ့ပါတယ်။တာဝန်ခံဟာအလုပ်ရုံတွင်းကပစ္စည်းတင်ချကိစ္စတွေလိုအပ်တဲ့ဘားတွေကိုရှာမတွေ့တဲ့ကိစ္စတွေကြောင့်လူတိုင်းပေါ်စိတ်တူနေပြီးကာလာရှာနီကောရဲ့တောင်းဆိုမှုကိုလုံးဝနားမထောင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူဟာအလုပ်ရုံတာဝန်ခံအန်နရီချစ်ရဲ့နောက်ကိုတကောက်ကောက်လိုက်ရင်သူ့ရဲ့အစီအစဉ်တွေကိုအသေးအံရှင်းပြနေခဲ့ပါတယ်။သူဟာဆေးရုံမှာရှိနေစဉ်အတွင်းရှေ့တန်းကအခြေအနေတွေကိုတေချာစဉ်းစားခဲ့ပြီးရန်သူတွေကလက်နက်အင်အားတာစီရနေချိန်မှာသူတို့ဘက်ကတော့တိတိတတာအားနည်းချက်ရှိနေတာကိုထောက်ပြခဲ့ပါတယ်။စစ်ပွဲမှာအောင်နိုင်ဖို့အတွက်ဆိုဗီယက်တပ်မတော်မှာကောင်းမွန်တဲ့စစ်တပ်တစ်မျိုးမဖြစ်မနေလိုအပ်နေပြီးအဲ့ဒီလက်နက်ကိုဒီအလုပ်ရုံမှာပဲကိုပိုင်ဒီဇိုင်းထုတ်ပြီးဖန်တီးခြင်းတယ်လို့အလုပ်ရုံတာဝန်ခံကိုအကြံပြုခဲ့ပါတယ်။အဲ့ဒီအခါမှာတော့တာဝန်ခံအန်နရီချစ်ကကာလာရှာနီကိုဘယ်လိုလဲဆိုတာကိုတေချာမှတ်မိသွားပါတယ်။အရင်ကလည်းအလုပ်ခုံမထိုင်ပြီးတနက်တွေနဲ့အမြဲတမ်းကလိနေတတ်တဲ့ကာလာရှာနီကိုအကြောင်းစုံစမ်းစစ်ဆေးမှုတွေရရဆက်ဆက်စစ်မေးတာကိုခံခဲ့ရပူပါတယ်။ဘဒုခွင့်ပြုချက်နဲ့ဒီလက်နက်ကိုလှုပ်တာလဲဆိုတဲ့မေးခွန်းကြားမှာသူဟာထောင်ချမသက်ကိစ္စတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအဲ့ဒီကိစ္စတွေကြောင့်ကိုအလေးချိန်တော်ကျသွားခဲ့ရတဲ့အကြောင်းကိုဒေါသတကြီးနဲ့ပြန်လည်အော်ဟစ်ခဲ့ပါတယ်။ကာလာရှာနီကိုဟာအတိတ်ကသူ့ရဲ့အမားတွေအတွက်တာဝန်ခံကိုအလေးနဲ့တောင်းပန်နေခဲ့ပေမဲ့တာဝန်ခံကတော့အတိတ်ကပြဿနာတွေကိုပြန်လည်အမဲရနေတာကြောင့်ကာလာရှာနီကိုကိုအလုပ်ရုံတွေကနေအမြင့်ဆုံးထွက်သွားဖို့ဒေါသတကြီးနဲ့မောင်းထုတ်လိုက်ပါတယ်။အလုပ်ရုံတွေကနေထွက်လာတဲ့အခါမှာတော့ကာလာရှာနီကိုဟာအစင်းမြင့်
အရာရှိတူမာတိုင်းမျိုးကိုဆိုက်ရောက်လာတာကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီအရာရှိကြီးဟာအေမာတာမျိုးကနေရောက်ရှိလာတဲ့အစင်းမြင့်စစ်စေးတူဖြစ်ပြီးသူ့ကိုလာရောက်ကြိုးဆိုနေကြတဲ့စစ်သားတွေကလည်းအလွန်ယိုသေးကြောက်လန့်နေကြပါတယ်။ကာလာရှာနီကိုဟာအနီးအနားမှာရှိတဲ့စစ်သားတယောက်ကိုအဲ့ဒီအရာရှိကြီးရဲ့အကြောင်းမင်းမြင်ရင်ဒါဟာသူ့အတွက်နောက်ထပ်ခွင့်ရဖြစ်နေတယ်ဆိုတာကိုချက်ချင်းပဲတဘောပေါက်သွားပါတယ်။အရာရှိကြီးဘာသာတော့ကားပေါ်တက်ဖို့ပြင်ဆင်နေချိန်မှာကာလာရှာနီကိုဟာအခွင့်အရေးကိုလက်လွတ်မခံပဲရှေ့ကိုတိုးထွက်သွားခဲ့ပါတယ်။သူဟာဒဏ်ရာကြောင့်အနားယူနေတဲ့တက်ကြက်ကြီးတူဖြစ်ကြောင်းနဲ့အရာရှိကြီးကိုမိတ်ဆက်ပြီးအရေးကြီးတဲ့ကိစ္စတစ်ခုကိုတင်ပြခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။အရာရှိကြီးကကာလာရှာနီကိုရဲ့ဒဏ်ရာကိုကြည့်ပြီးတင့်ကပြက်စီသွားလို့စိတ်မကောင်းဖြစ်နေတာလားလို့မေးမြန်းခဲ့ပေမဲ့ကာလာရှာနီကိုကတော့အဲ့ဒီအရာထက်ပိုအရေးကြီးတဲ့ကိစ္စကိုပြောပြချင်နေတာပါလို့တင်ပြခဲ့ပါတယ်။နောက်ဆုံးမှာတော့အရာရှိကြီးကကာလာရှာနီကိုတင်ပြချင်တာရှိရင်အမြန်ဆုံးပြောဖို့ခွင့်ပြုလိုက်တာကြောင့်သူဟာမျောလင်းချက်တင်နဲ့စတင်ပြောဆိုလိုက်ပါတော့တယ်။သူဟာ1938ခုနှစ်ကတည်းကစစ်တဲဝင်ခဲ့ပြီးရန်သူတစ်ကားတွေနဲ့တိုက်ခိုက်ရေးသမားတွေကိုအမြောက်အများချေမှုန်းခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အထူးသဖြင့်ရန်သူဘက်ကစစ်တပ်တွေနဲ့တရဇက်ပြစ်နေချိန်မှာသူတို့ဘက်ကတစ်ချက်ချင်းကြီးဖြစ်ပြီးပြန်ပြစ်နေရတဲ့ဒုက္ခကိုရှင်းပြရင်လက်နက်တစ်ခုရဲ့လိုအပ်ချက်ကိုအသေးအံတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အရာရှိကြီးဘာသာရောရဲ့ထောက်ခံချက်ကြောင့်ကာလာရှာနီကိုဟာအလုပ်ရုံထဲမှာအလုပ်လုပ်ပိုင်ခွင့်ပြန်လည်ရရှိခဲ့ပါတယ်။ဒါပေမဲ့အလုပ်ရုံထဲပြောင်းတဲ့အခါမှာတော့တာဝန်ခံအန်ဒရီဂျစ်စီကနေပြီးတော့အကူအညီတစ်ခုမှမရခဲ့ပါဘူး။တာဝန်ခံကသူ့ကိုလူပိုတယောက်လိုသဘောထားပြီးကျွမ်းကျင်လုပ်သားတယောက်မှထုတ်မပေးပဲမောင်းထုတ်ခဲ့ပါတယ်။ကံကောင်းတော့တစ်ခုကတော့အလုပ်ရုံတွေကရဲဘော်တွေဟာဆိုရင်ကာလာရှာနီကိုရဲ့စေတနာကိုနားလည်ပေးကြတာပါပဲ။သူတို့အလုပ်ချိန်ပြပအားလက်ချိန်တွေကိုအသုံးချပြီးကာလာရှာနီကိုရဲ့စိတ်ကူးတွေကိုလက်တွေ့အကောင့်ဖို့ဖို့အတွက်ကွိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။အလုပ်တွေစတင်နေပြီဖြစ်တဲ့ကာလာရှာနီကိုဟာသူမိခင်စီကိုစားတစောင်ထပ်မံရေးသားခဲ့ပါတယ်။ဒီမျိုးလေးမှာအလွန်မြင့်မြတ်တဲ့လူတွေနဲ့တွေ့ဆုံရပြီးသူတို့ရဲ့အကူအညီတာမပါရင်သူရဲ့စိတ်ကူးတွေကိုအကောင့်ထဲပို့နိုင်မှာမဟုတ်ကြောင်းပြောပြနေခဲ့ပါတယ်။သူရဲ့လျှို့ဝှက်တီထွင်မှုသာအောင်မြင်သွားရင်အင်မာအတားမျိုးကိုသွားပြီးနောက်ထပ်စံတမ်းမှုတွေလှုပ်ဆောင်ရအောင်မှာဖြစ်ကြောင်းကိုလည်းထည့်သွင်းရေးသားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကာလာရှာနီကိုဟာသူ့ရဲ့ရဲဘော်တွေနဲ့အလုပ်ရုံတွေမှာအားလက်ချိန်တွေကိုအသုံးချပြီးပထမဆုံးလက်နက်ငယ်ပုံစံကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဂတိပေးထားတဲ့အကူအညီတွေကိုရယူဖို့အတွက်လက်နက်ကိုကိုင်းဆောင်ပြီးအင်မာအတားမျိုးကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့မြို့ကိုရောက်တဲ့အခါမှာတော့သူမျောလင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။သူအကူရမဲ့ဗိုလ်ကြီးဘာသာတော့ကရှေ့တန်းကိုထွက်သွားပြီးဖြစ်တဲ့အတွက်ကာလာရှာနီကိုမှာအခက်တွေ့လို့သွားခဲ့ပါတယ်။သူရဲ့အကြောင်းကိုရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့အဆောက်စစ်သားတွေကတော့လက်နက်ကင်ဆောင်ထားတဲ့ကာလာရှာနီကိုတန်တရားဝင်ပြီးဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ဒါဟာနိုင်ငံတော်အတွက်အရေးကြီးတဲ့ကိစ္စပါလို့သူကဘလောက်ပဲရှင်းပြနေပါစေစစ်သားတွေကတော့သူ့ကိုအရာရှိရုံခန်းနဲ့ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားတဲ့သူအဖြစ်သတ်မှတ်ပြီးလက်နက်ကိုပါသိမ်းဆည်းလိုက်ပါတယ်။ကံကောင်းတာတစ်ခုကတော့သိမ်းဆည်းရမိတဲ့လက်နက်တွေကိုအရာရှိကြီးတယောက်ကတတိထားမိသွားတာပါပဲ။အဲဒီလက်နက်ဟာဆက်ယုံထုံမဟုတ်ပဲလက်နက်တေချာဖန်တီးထားတာကိုသူရဲမိသွားပါတယ်။ဒါကြောင့်အကျဉ်းသားကိုမစစ်စေခင်မှာဒီလက်နက်ရဲ့စွမ်းဆောင်ရည်ကိုအရင်သိချင်တာကြောင့်ကျွမ်းကျင်ဆက်ပြင်စရာအန်နရီဇာကောစီကိုတနက်ပို့ပေးပြီးစမ်းသပ်ခံလိုက်ပါတယ်။လက်နက်ကျွမ်းကျင်သူကာဇာကောကတော့အစပိုင်းမှာဒီတနက်ကိုကြည့်ပြီးအလွန်ရုပ်ဆိုးတယ်လို့ဝေဖန်ခဲ့ပါတယ်။ဒါပေမဲ့တနက်မောင်တန်ရန်တရားနဲ့အတွင်းပိုင်းဒီဇိုင်းတွေကိုအသေးစိတ်စစ်စစ်ကြည့်တဲ့အခါမှာတော့ထူးခြားတဲ့ပန်တီးမှုကိုတွေ့ပြီးအံ့ဩသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဒီလက်လုံတနက်ကိုလက်တွေ့ပစ်ခတ်စမ်းသပ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။စမ်းသပ်ပစ်ကွင်းထဲမှာပစ်ခတ်ကြည့်တဲ့အခါမှာတော့အားလုံးကမင်းသက်သွားရပါတယ်။လက်နဲ့လှုပ်ထားတဲ့တနက်ပြစ်ပေမဲ့ပြစ်ခတ်မှုကအလွန်တည်ငြိမ်ပြီးစွမ်းဆောင်ရည်ကလည်းမဆိုးလာပါဘူးဒီတနက်ရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့်ကျွမ်းကျင်သူတွေကြားမှာဒါကိုဘယ်သူဒီဇိုင်းထုတ်တာလဲဆိုတဲ့မေးခွန်းကဟိုလီတကြော်ဖြစ်သွားခဲ့ပါတယ်ကျွမ်းကျင်သူတွေကကာလာရှာနီကိုရဲ့လက်နက်ဒီဇိုင်းဟာအလွန်စိတ်ဝင်စားဖို့ကောင်းတယ်လို့ယူဆကြပါတယ်ဒါပေမဲ့စစ်မြေပြင်မှာတကယ်အသုံးတည့်ဖို့အတွက်ဆိုရင်ကြီးစုနှုံပိုကောင်းလာအောင်ပြင်ဆင်ဖို့နဲ့တနက်ရဲ့အလေးချိန်ကိုလျှော့ချဖို့လိုအပ်နေပါသေးတယ်ဆိုတဲ့အကြောင်းကိုဝေဖန်ခဲ့ပါတယ်ဒါကြောင့်သူတို့ကဆိုဗီယက်ပြည်လုံးအတိုင်းအတာနဲ့ကျင်းပမဲ့လက်နက်ဒီဇိုင်းပြိုင်ပွဲကိုဝင်ပြိုင်ဖို့အတွက်ကာလာရှာနီကိုကိုတိုက်တွန်းခဲ့ကြပါတယ်ဒီပြိုင်ပွဲမှာအနိုင်ရမှသာသူရဲ့လက်နက်ကိုစစ်တပ်မှတရားဝင်အသုံးပြုခွင့်ရမှာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်အာရှလေပိုင်စစ်ဒေသကုကဲမှုဘူချုပ်ကူဘာကင်ထန်လက်နက်ကိုတွားရောက်ပြသဖို့အတွက်စီစဉ်လိုက်ကြပါတယ်ကာလာရှာနီကိုကတော့ဒီမနေ့တင်ထောင်ချတော့မယ်လို့ထင်ထားရအနေအခုလိုအခွင့်အရေးကြီးရလာတဲ့အတွက်ဝမ်းသာအားရနဲ့လက်ခံလိုက်ပါတယ်ဗိုလ်ချုပ်ကြီးရောက်မလာခင်မှာကာလာရှာနီကိုဟာစိတ်လှုပ်ရှားစွာနဲ့သူ့ရဲ့ယူနီဖောင်းကိုတည်တည်ချာချာပြင်ဆင်နေပါတယ်ဗိုလ်ချုပ်ကြီးရောက်လာတဲ့အခါမှာတော့သူကသူ့ရဲ့လက်နက်ကိုကင်တွယ်ပြပြီးလှုပ်ဆောင်ချက်တွေကိုရှင်းပြနေခဲ့ပါတယ်မောင်ဆွဲပုံကြီးထဲပုံနဲ့တစ်ချက်ချင်းပြည့်တဲ့စနစ်တွေရောတရဇက်ပြည့်တဲ့စနစ်တွေကိုပါဘလို့လှုပ်တယ်ဆိုတာကိုတည်တည်ချာချာရှင်းပြလို့နေခဲ့ပါတယ်လက်ရှိမှာကြီးဆက်လေတောင်ဆန်တဲ့ကြီးအိမ်ကိုတုံထားပေမဲ့ကြီး90ဆန်တဲ့ကြီးအိမ်ကိုလည်းထပ်မံထုတ်လုပ်ဖို့ကြိုးစားနေကြောင်းကိုသူကတင်ပြခဲ့ပါတယ်ဗိုလ်ချုပ်ကြီးကလည်းစိတ်ဝင်စားနဲ့လက်တွေ့ပစ်ခတ်ဆန်းသတ်ဖို့အမိန့်ပေးလိုက်တဲ့အတွက်အားလုံးကစောင့်ကြည့်နေကြပါတယ်လက်နက်ဆန်သတ်မှုအပြီးမှာတော့ဗိုလ်ချုပ်ကြီးဟာကာလာရှာနီကိုရဲ့တည်ထွင်မှုကိုသဘောကျသွားခဲ့ပါတယ်။သူကကာလာရှာနီကိုရဲ့ဟောင်းနှံ့နေတဲ့ယူနီဖောင်းကိုကြည့်ပြီးအတွင်ပြင်ကိုတည်တည်ချာချာပြင်ဆင်မှုတတိပေးခဲ့ပါတယ်။အခုဆိုရင်သူဟာရိုးရိုးစစ်သားတယောက်မဟုတ်တော့ပဲသူတို့စစ်ဒေသကိုကူစားပြုမဲ့လက်နက်အင်ဂျင်နီယာတယောက်ဖြစ်သွားပြီလို့ဗိုလ်ချုပ်ကြီးကဆိုပါတယ်။ဗိုလ်ချုပ်ကြီးဟာကာလာရှာနီကိုကိုပြည်တော်စုအဆင့်လက်နက်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့အတွက်ကိုယ်တိုင်လက်မှတ်ယူထိုးထားတဲ့ထောက်ခံစာတစ်စောင်ကိုပေးအပ်ခဲ့ပါတယ်။မင်းတို့ငါယုံကြည်တယ်ငါတို့အချက်မခွဲနဲ့လို့ပြောလိုက်တဲ့စကားကာလာရှာနီကိုအတွက်တော့ကြီးမားတဲ့တွန်းအားတစ်ခုဖြစ်သွားခဲ့ပါတယ်။ရဲဘော်တွေနဲ့အတူတူအောင်ပွဲခံတဲ့အခါမှာလည်းအားလုံးကကာလာရှာနီကိုကိုဖျားပေးတဲ့ပါရမီပါသူအဖြစ်ဂုဏ်ပြုခဲ့ကြပါတယ်။ကာလာရှာနီကိုဟာအိမ်ပြန်ဖို့ခွင့်ရရှိခဲ့ပေမဲ့လည်းနိုင်ငံတော်အတွက်အရေးကြီးတဲ့ဒီအလုပ်ကိုလှုပ်ဆောင်လို့မပြီးသေးသေး၍မပြန်နိုင်သေးကြောင်းမိခင်ဖြစ်သူစီကိုစာရေးပြီးအသိပေးခဲ့ပါတယ်။သူဟာလေတွေကတရွတ်လိုပဲနားကိုစရာမရှိပဲခီးဆက်နေရပေမဲ့နိုင်ငံကိုပြစ်ပယ်ပြီးမိသားစုစီမပြန်နိုင်တာကြောင့်ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကာလာရှာနီကိုဟာသူရဲ့လက်နက်နမူနာကိုကင်ဆောင်ပြီးရှူရော့စကီလက်နက်ဆန်သက်ခွင်ကိုထွက်လာခဲ့ပါတယ်။
စံသက်ကွင်ကိုသွားနေချိန်မှာပဲကာလာရှာနီကောဟာသူ့လိုပဲလက်နက်တီထွင်သူတူဦးဖြစ်တဲ့ Alexis Suriye နဲ့ကားပေါ်မှာဆုံတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာကိုစီတီထွင်ထားတဲ့တနက်တွေရဲ့အလေးချိန်တွေကိုနိုင်ရှင်ရင်အခြေတင်ဖြစ်ခဲ့ကြပါတယ်။ကာလာရှာနီကောကသူ့ရဲ့တနက်ဟာ PPS စိတ်ထက်ပိုပေါ့ကြောင်ဂုဏ်ယူစွာပြောခဲ့တယ်လို့ Suriye ကလည်းမင်းတနက်သာပြိုင်ပွဲမှာအနိုင်ရခဲ့ရင်အကောင်းဆုံးဝိုင်တစ်ဝိုင်တိုက်မယ်လို့ကန့်လန့်ခဲ့ပါတယ်။ကာလာရှာနီကောကတော့ခဏနောက်ပဲကျွန်တော်နိုင်ခမည်းစပွဲပေါ်တက်ပြီးချက်ဖတ်လို့တွန်းပြရမယ်လို့လောင်းကြီးထက်ခဲ့ပါတယ်။လက်နက်ဆန်သက်ကွင်ကိုရောက်တဲ့အခါမှာတော့သူဟာမထင်မှတ်ထားတဲ့အခက်အခဲတချို့နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီနေရာမှာသူကြားဘူးတဲ့များထိတ်တန့်လက်နက်ပညာရှင်တွေအားလုံးစုဝေးနေကြတာပါ။ကြီးကြရဲမှုကသူ့ကိုအခုဆိုရင်အစင်းမြင့်ပြန်ပွဲဝင်တယောက်ဖြစ်သွားပြီလို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကသူ့မှာတရားဝင်နည်းပညာဆိုင်ရာပုံချမ်းတွေတခုမှမရှိသေးတာပါပဲ။တနက်တလက်ကိုအကြီးစားထုတ်လုပ်နိုင်ဖို့ဆိုရင်အဲ့ဒီပုံချမ်းတွေကမရှိမဖြစ်လိုအပ်နေတာကြောင့်သူကအစားအနေပြန်ပြီးပုံဆွဲရမယ့်အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။အရင်ကပညာသင်ယူမှုအားနည်းနေခဲ့တဲ့အကြောင်းသူ့အတွက်နည်းပညာပုံချမ်းဆွဲရတာဟာတနက်ထုတ်လို့ရတဲ့ထက်ပိုပြီးခက်ခဲလို့နေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ကိုကူညီပေးဖို့အတွက်ပုံဆွဲချမ်းချင်တဲ့အမျိုးသမီးငယ်တူရောက်ရှိလိုလာခဲ့ပါတယ်။သူမဟာပုံချမ်းဆွဲတဲ့နေရာမှာကူညီပေးမှဖြစ်ပေမဲ့အလုံးမစခင်မှာပဲအလုပ်ပဲအာယုံဆိုင်ဖို့နဲ့ကိုကြီးကိုတာကိစ္စတွေကိုလာမပြောဖို့သူ့ပြပြတတာကျူတင်တတိပေးလိုက်ပါတယ်။အလုပ်တွေပြီးသွားတဲ့အခါမှာတော့သူကကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့တရားရိပ်ခါကိုလက်ဆောင်ပေးပြီးသူမကိုအိမ်အထိလိုက်ဖို့ပေးဖို့ကန့်လန့်ခဲ့ပါတယ်။လမ်းမှာကပွဲတစ်ခုအပြတ်သွားတဲ့အခါနှစ်ယောက်သားဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။အဲ့ဒီအခါမှာတော့အရာရှိတယောက်ကသူမကိုကဖို့လာရောက်ဖိတ်ခေါ်ရာကနေသူမတဝင်းသူစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။အရာရှိနဲ့ကာလာရှာနီကောဟာသူမကိုအိမ်ပြန်လိုက်ဖို့အပြိုင်ဆိုင်ဖြစ်ရာကနေစကားများခဲ့ကြပြီးနောက်ဆုံးမှာတော့သူမဒေါသတကြီးနဲ့သူတို့နှစ်ယောက်လုံးကိုမောင်းထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့စိတ်အိပ်သွားတဲ့အခါမှာတော့သူမကသူ့အိမ်ရှိအထိလိုက်ဖို့အတွက်ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီမှာတင်သူမမှာသမီးလေးတယောက်ရှိပြီးခင်မိုးမရှိကြောင်ကိုတီးလိုက်ရတဲ့အခါမှာတော့ကာလာရှာနီကောတယောက်အံ့အားသင့်သွားခဲ့ရပါတယ်။နောက်တနေ့မှာတော့ပြိုင်ပွဲရလဒ်တွေထွက်ပေါ်လာခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲသူ့ရဲ့လက်နက်ကအနိုင်မရရှိခဲ့ပါဘူး။အောင်မြင်သွားတာကတော့လမ်းမှာသူနဲ့လောင်ကြီးထက်ခဲ့တဲ့ပညာရှင်ရဲ့လက်နက်ပဲဖြစ်ပါတယ်။လောင်ကြီးရဲ့ရာသူဟာစပွဲပေါ်တက်ပြီးချက်ဖတ်လို့သူပြတော့မှာဖြစ်ပေမဲ့အဲ့ဒီပညာရှင်ကတော့ဒါဟာနောက်ပြောင်တာသာဖြစ်ကြောင်းပြောပြီးသူ့နေသိပ်ပေးခဲ့ပါတယ်။ပြိုင်ပွဲမှာရှုံးနေသွားတဲ့အတွက်သူဟာဆင်းမြပြင်ကိုပြင်သွားရတော့မယ့်အခြေအနေကိုရောက်ရှိလို့သွားခဲ့ပါပြီ။ဒါပေမဲ့အထက်ရရှိတွေကတော့သူ့လက်လို့ဖို့အစီအစဉ်မရှိသေးပါဘူး။မကြခင်မှာပို့ပါတဲ့ဆက်သနက်အသစ်ဒီဇိုင်းပြိုင်ပွဲထပ်လုပ်ဖို့ရှိနေတာကြောင့်ကာလာရှာနီကောကိုသူ့ရဲ့ဇာတိမြေမှာပဲအဲ့ဒီလက်နက်ကိုဆက်လက်တည်ထွင်ဖို့တာဝန်ပေးလိုက်ပါတယ်။အောင်မြင်အောင်လုပ်နိုင်ရင်စံသက်ကွင်ကိုပြန်လာခဲ့ဖို့ကတိပေးခဲ့ပြီးသူ့ကိုမျှော်လင့်ချက်အသစ်နဲ့ပြန်လွှတ်လိုက်တာပဲဖြစ်ပါတယ်။ဇာတိမြေကိုရောက်တဲ့အခါမှာတော့ဗိုလ်ချုပ်ကြီးကသူ့ကိုစောက်ကြိုလိုနေပါတယ်။ပြိုင်ပွဲမှာရှုံးခဲ့တဲ့အကြောင်းကြားသိထားတဲ့ဗိုလ်ချုပ်ကြီးကမင်းတကယ်ပဲမတော်တာလားလို့ခက်ပြက်ပြက်မေးခွန်းထုတ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့အရင်မြစ်တွေငွေကြေးတွေနဲ့လူအင်အားတွေအများကြီးရင်းနှီးရမှာဖြစ်လို့ကာလာရှာနီကောအနေနဲ့အရင်ကထက်ပိုပြီးကိုယုံကြည်မှုရှိဖို့လိုအပ်ကြောင်းဗိုလ်ချုပ်ကြီးကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ကာလာရှာနီကောကသူ့ကိုပုံချမ်းအတွက်ကူညီပေးခဲ့တဲ့အမျိုးသမီးစီကိုစာရီရေးပို့လို့နေခဲ့ပါတယ်။သူမစီကပြန်စာရောက်တဲ့အခါမှာတော့သူ့ရဲ့စာလုံးမောက်သက်ပုံတွေကအလူဆွေးရွားနေကြောင်းနဲ့ကျောင်းစာတဲ့တီထွင်တာကိုပဲပိုစိတ်ဝင်စားခဲ့ရကြောင်းကိုစားနောက်ထားပါတယ်။သူမကသူ့အတွေ့အကြုံနဲ့ဆိုတဲ့စကားပေါ်တီးတီးကြကြအဖြစ်မပေးသေးပေမဲ့အဲ့ဒီပို့ပါတဲ့ဆက်သနဲ့အသစ်ကိုသာအောင်မြင်အောင်တီထွင်နိုင်ခဲ့ရင်ဆိုပြီးမျှော်လင့်ချက်စကားတစ်ခုကိုချန်ထားခဲ့ပါတယ်။ဒါဟာကာလာရှာနီကောအတွက်တော့လက်နက်တစ်ကိုအောင်မြင်အောင်လုပ်ဖို့နောက်ထပ်တွန်းအားတစ်ခုပဲဖြစ်လာပါတော့တယ်။သူ့ပြင်မဲ့ပြိုင်ပွဲရလက်ထွက်လာတဲ့အခါမှာတော့အားလုံးပဲစိတ်ပြတ်သွားခဲ့ကြရပါတယ်။တင်သွင်းထားတဲ့ပို့ပါဆက်တဲ့ဒီဇိုင်းတွေအားလုံးဟာနီးပညာလိုအပ်ချက်အရာအကြီးစားထုတ်လုပ်ဖို့မဖြစ်နိုင်သေးတာကြောင့်ဘယ်သူမှရွေးချယ်ခြင်းမရှိပဲပြိုင်ပွဲကိုအဆုံးသတ်လိုက်တာပဲဖြစ်ပါတယ်။သို့တော်လည်းစစ်ပွဲဆက်လက်ဖြစ်ပွားနေစေဖြစ်လို့ထိပ်တန်းစင်ဝင်ဒီဇိုင်နာတွေကိုတော့လက်နက်တစ်တွေဆက်လက်တည်ထွင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ကာလာရှာနီကောဟာလက်နက်တည်ထွင်ရတဲ့အထက်ဆင်းမြင့်ပြင်မှာတိုက်ပွဲဝင်ဖို့ကိုပဲပုံမဆန္ဒရှိလို့နေပါတယ်။သူဟာဒဏ်ရာရထားတဲ့လက်မောင်အတင်းဆန့်ပြပြီးတာဝန်ထမ်းဆောင်မှုကျမ်းမာရေးကောင်းမွန်ကြောင်းဆရာဝန်ကိုအတနာခံခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်နဲ့အရာရှိတွေကသူ့ရဲ့တောင်းဆိုမှုကိုပယ်ချပြီးစစ်မြေပြင်ကိုပြန်ခွင့်မပြုခဲ့ပါဘူး။စိတ်ထဲကျနေတဲ့ကာလာရှာနီကောကိုသူနဲ့အတူရှိနေတဲ့ရဲဘော်တယောက်ကအားပေးစကားပြောခဲ့ပါတယ်။မင်းရဲ့ဆက်တဲ့ပုံချမ်းတွေကိုငါကြည့်ပြီးတကယ်ကိုအလားလာရှိတယ်လို့ဆိုကသူ့ရဲ့ဌာနမှာအလုပ်တူလာလုပ်ဖို့အတွက်ကန့်လန့်ခဲ့ပါတယ်။အရေးကြီးတာကမင်းကိုမယုံကြည်မှုရှိရလားဆိုတာပဲပြောလိုက်တဲ့စကားဟာဆိုရင်ကာလာရှာနီကောကိုပြန်လည်စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာပုံချမ်းဆွဲရမှာကူညီပေးခဲ့တဲ့အမျိုးသမီးလေးစီကိုရောက်သွားခဲ့ပါတယ်။သူမရဲ့သမီးလေးကလည်းသူ့ကိုဖခင်တယောက်လိုခင်မေကြိုဆိုခဲ့ပါတယ်။သူမရဲ့အမေနဲ့ဆုံတွေ့တဲ့အခါမှာတော့အမေဖြစ်သူကအလုပ်ပြီးရင်မင်းတောင်တန်းလေးစီကိုပြန်သွားမှလားဆိုပြီးတော့တန်တရားမေကွန်းနဲ့မေကွန်းထုတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကာလာရှာနီကောကမတုံ့မဆိုင်ပဲရေရဲဝုန်းဝုန်းဖွင့်ပြလိုက်ပါတယ်။ကျွန်တော်ခမရရဲ့သမီးကိုချစ်ပါတယ်။သူမကိုကျွန်တော်ရဲ့ဇနီးအဖြစ်ပေါင်းသွင်းခွင့်ပြုပါလို့သူမရဲ့အမေရှိမှတင်တရားဝင်တောင်းဆိုခဲ့ပြီးသူမကိုလည်းငါ့ကိုလက်ထပ်မလားလို့ကန့်လန့်လိုက်ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့ဘဝတည်ချစ်စလန်လေးစတင်နေချိန်မှာပဲအပြင်ကနေအောင်ပြီးဆိုတဲ့အော်ဟစ်တန်တွေကထွက်ပေါ်လို့လာခဲ့ပါတယ်။အဲ့ဒါတော့အားလုံးမျှော်လင့်ဆောင်ဆိုင်နေကြတဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီဖြစ်ကြောင်းသတင်းစကားပါပဲ။ပြည်တွင်းပေါက်တွေကိုဖွင့်ပြီးတမျိုးလုံးအောင်ပွဲခံနေကြတဲ့အတန်တွေဟာသူတို့ရဲ့ချစ်ချင်းမြတ်တာတွေနဲ့အတူထပ်တူကြလို့နေပါတော့တယ်။စစ်ပွဲပြီးသွားတဲ့အခါအောင်ပွဲခံရင်နဲ့ကာလာရှာနီကောနဲ့သူ့ရဲ့ရဲဘော်တွေကြားမှာစိုးရိမ်စိတ်တစ်ခုဝင်လာပါတယ်။စစ်ပွဲမှာမရှိတော့တာငါတို့တီထွင်နေတဲ့ဆက်သက်နက်တွေကိုဘယ်သူကလိုချင်တော့မှလဲဆိုတဲ့အတွေးပါအဲ့ဒါနဲ့ငါတို့အသားကျိတ်ဆက်တွေကိုပဲတီထွင်လိုက်ကြရအောင်ဆိုပြီးတော့စားနောက်ခဲ့ကြပါသေးတယ်ဒါပေမဲ့သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူးအထက်ရရှိစီသွားရောက်သွေးဆောင်တဲ့အခါမှာတော့နိုင်ငံတော်အသက်မတော်ခင်မီလက်နက်တစ်တွေတက်ဆင်ဖို့အမိန့်စာထွက်လာတော့တီးလိုက်ရပါတယ်ကာလာရှာနီကောကလည်းတီးတန်းဌာနတစ်ခုပေးပြီးလက်နက်တစ်တွေဆက်လက်တီထွင်ဖို့အတွက်တာဝန်ပေးအပ်ခဲ့ပါတယ်ဒါဟာသူ့တော့အကြီးမားဆုံးသောအခွင့်အရေးပါပဲဒီလိုနဲ့ကာလာရှာနီကောကစိန်ခုံမှုအသည့်တွေပြည့်နေတဲ့ကိုရိုလန်နဲ့စေယုံစီကိုခီးထွက်လာခဲ့ပါတယ်သူ့ရင်ထဲမှာတော့စိုးရိမ်စိတ်တွေတက်လက်လက်နဲ့ပေါ့ဗျာဘာ
ဘာလို့လဲဆိုတော့အဲ့ဒီစက်ရုံဟာသူ့ရဲ့ပြိုင်ဘက်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ဒီဂျာရော့ရဲ့အပိုင်စားဆိုးမိုးထားတဲ့နေမြေဖြစ်နေလို့ပါပဲသူ့နေမြေမှာငါ့ကိုအလုပ်လုပ်ခွင့်ပေးပါမလားအလုပ်ခုံတစ်ခုံတော့ပေးရင်တော့ကံကောင်းနေပြီလို့သူတွေးပူနေခဲ့ပေမဲ့ဇနီးလောင်းလေးရဲ့အားပေးစကားတွေကသူ့အတွက်ခွန်အားဖြစ်စေခဲ့ပါတယ်စက်ရုံကိုရောက်တဲ့အခါမှာတော့သူဟာအချိန်ဆွဲမနေပဲချက်ချင်းဆိုသူတို့အလုပ်စားလုပ်ပါတော့တယ်သူရဲ့စိတ်ကူထဲမှာပညာရှင်ကြီးစုလေးရဲ့ပြောခဲ့တဲ့ရိုးရှင်းချင်းဆိုတဲ့စကားလုံးကသူနဲ့ထုထားသလိုထင်နေခဲ့တာပါသူအစိတ်ပိုင်းတွေကိုတန်းနိုင်ဆုံးရှိုးချပြီးရွှွနေကြကြတဲတဲကြကြဘလို့အခြေအနေမျိုးမှမဆိုယုံကြည်စိတ်ချစွာပြစ်ခတ်နိုင်မဲ့လက်နဲ့တစ်ခုကိုပုံဖော်ဖို့နေမဲ့အင်ညာမဲ့စူးစမ်းနေပါတော့တယ်သူရဲ့ပုံချမ်းတွေဟာသူရဲ့ဗီဒီယိုရဲ့ထပ်ပေါ်လာရင်နောက်ဆုံးမှာတော့ကမ္ဘာသမိုင်းကိုပြောင်းလဲပစ်မဲ့ AK47 ရဲ့အမြုပ်တွေဒီဇိုင်းဟာသူ့ရဲ့လက်ဖြာမှာအသက်ဝင်လာခဲ့ပါပြီ။ကာလာရှာနီကိုဟာသူ့အပင်ပန်းကတီထွင်ထားတဲ့လက်နက်နမူနာကိုစမ်းသပ်ဖို့အတွက်အရန်ကိုစိတ်လောလို့နေပါပြီ။ဒါပေမဲ့ပြဿနာကစမ်းသပ်ခွင့်ကိုသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးဒီဂျရော့ကဗုဒ္ဓနေ့ဒီအပိုင်ယူထားတာပဲဖြစ်ပါတယ်။နောက်ထပ်နေ့ရက်တော့ထပ်ဆောက်ရအောင်မလား။ငါဒါတွေအတွက်အိပ်ရပြက်ခံထားရတာဆိုပြီးတော့ကာလာရှာနီကော့ကဒေါသထွက်လို့နေပါတယ်။စက်ရုံရဲ့အပြင်ကိုလက်နဲ့တိတ်ထုတ်ခွင့်မရှိဘူးဆိုတဲ့စီကန်းကိုလည်းသူကမဆိုင်နိုင်တော့ပါဘူး။သူရဲ့စိတ်မရှိမှုတွေကြောင့်ကာလာရှာနီကော့ဟာစီကန်းတွေကိုဖောက်ဖျက်ပြီးစက်ရုံဝင်ထဲမှာတင်တရားမဝင်ကြီးဖောက်ဆန်းတဲ့မှုကိုစတင်လိုက်ပါတယ်။ဒါပေမဲ့တနက်တန်ကြားတာနဲ့လုံခြုံရေးတွေကရောက်ရှိလာပြီးသူ့ကိုတနက်ချလိုက်မဝင်ပြစ်မှာပဲလို့အော်ဟစ်ကဖမ်းဆီးဖို့ကြိုးစားလို့နေပါတယ်။သူရဲ့လက်ထောက်ဖြစ်တဲ့ဇိုက်ဆက်တောင်ဘာလို့ရမှန်းမသိပဲကြောင်တောင်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကာလာရှာနီကော့ဟာအချုပ်ထဲရောက်သွားရမယ့်အစားမထင်မှတ်ပဲဗိုလ်ချုပ်ကြီးဒီဂျရော့ရဲ့ခေါ်ယူခြင်းကိုခံလိုက်ရပါတယ်။ဗိုလ်ချုပ်ကြီးဟာကာလာရှာနီကော့ရဲ့အသစ်ဆက်ရိုင်ဖယ်ပုံစံငယ်ကိုစစ်စီကြည့်ရှုခဲ့ပါတယ်။တနက်ကိုတစားစီဖြုတ်ကြည့်ပြီးပြန်တက်ကြည့်တဲ့အခါမှာတော့ဗိုလ်ချုပ်ကြီးဟာအံ့အားသင့်သွားရပါတယ်။အစိတ်ပိုင်းတိုင်းကကွက်တိကျနေပြီးတော့တက်ဆင်ရတာအရန်ကိုလည်းကိုရိုးရှင်းလာတယ်လို့သူကဆိုလိုက်ပါတယ်။ဒီနေရာမှာဗိုလ်ချုပ်ကြီးဒီဂျရော့ဟာတကယ်ကိုလူကြီးလူကောင်းဆန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါတယ်။ကာလာရှာနီကော့ရဲ့ဒီဇိုင်းဟာသူ့ရဲ့ဒီဇိုင်းထက်အပြတ်သက်သာလို့နေတာကိုမြင်တွေ့သွားတဲ့အတွက်ဒီဒီဇိုင်းဟာငါဟာထက်အများကြီးပိုကောင်းတယ်။ငါတနက်ကိုပြိုင်ပွဲမှာဆက်မပြိုင်တော့ဘူး။အဲ့ဒါကိုဘယ်သူမှမမြင်အောင်တင်ဆက်လိုက်တော့ဆိုပြီးတော့သူ့ရဲ့ယာတူးကုန်ရှင်ကိုမငဲ့ပဲနိုင်ငံအတွက်အကောင်းဆုံးလည်းနဲ့ဖြစ်လာမယ်။ကာလာရှာနီကော့ရဲ့တည်ထွင်မှုကိုလမ်းဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးအဆင့်စံသက်ပွဲကိုရောက်ရှိလို့လာပါပြီ။ပြိုင်ပွဲတွေဖြစ်တဲ့ဘူကင်နဲ့ဒီမန်တီယက်စ်တို့ရဲ့လက်နက်တွေဟာတစ်ခုပြီးတစ်ခုပြဿနာတက်ကုန်ပါတယ်။ကြီးခွန်မထွက်တာတနက်မောင်းတိုင်ချမ်းဖြစ်တာတွေဖြစ်ကုန်ကြပါတယ်။ကာလာရှာနီကော့ရဲ့အလဲကိုရောက်တဲ့အခါမှာတော့အားလုံးဟာအသက်အောက်ပြီးစောက်ကြည့်လို့နေကြပါတယ်။သူဟာရေဝဝွန်ပဲပြစ်ခတ်လိုက်တဲ့အခါကြီးတောင်မှချွတ်ရင်ချက်မရှိပဲစံသက်မှုအားလုံးကိုအောင်မြင်စွာဖျက်ချော်နိုင်ခဲ့ပါတယ်။သူ့ရဲ့ရိုးရှင်းတဲ့ဒီဇိုင်းကြောင့်ဖုံသေးရည်ဘလို့အခြေအနေမှမဆိုအလုံးလုံးနိုင်တာကိုတက်တည်ပြခဲ့တာပဲဖြစ်ပါတယ်။အောင်ပွဲခံပြီးတဲ့အခါမှာတော့သူ့ရဲ့ဇနီးလောင်ကတရစီရနေပြီးတော့ဝမ်းသာစရာသတင်းတစ်ခုထပ်ကြားရပါတယ်။သူမမှာကိုဝင်ရှိနေပြီဖြစ်ကြောင်းကာလာရှာနီကော့ကိုတိုးတိုးလေးပြောပြလိုက်တာပဲဖြစ်ပါတယ်။ကာလာရှာနီကော့ဟာဝမ်းသာလုံးလို့သူမကိုပွေ့ချပြီးလက်နဲ့သိအောင်မြင်မှုနဲ့အတူမိသားစုဘဝလေးကိုပါပိုင်ဆိုင်ရတော့မှဖြစ်တဲ့အတွက်ဝမ်းသာလို့နေပါတယ်။အဲ့ဒီအချိန်မှာတော့အမြောက်တပ်ဖွဲ့မှရှေ့ကိုတန်ရောက်ရှိလာပြီးကာလာရှာနီကော့ကိုဂုဏ်ပြုစကားပြောခဲ့ပါတယ်။သူ့ကိုနိုင်ငံတော်အစဉ်စုတစိမ့်နဲ့စုချင်းငွေတွေပေးအပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စုချင်းငွေတွေကိုဘယ်လိုသုံးမလဲလို့မေးတဲ့အခါမှာတော့ကာလာရှာနီကောဟာအောင်မြင်မှုတွေရဲ့အရှိန်တွေကြောင့်ဘာပြောရကောင်းမှမသိပဲကြောင်တောင်ဖြစ်လို့နေခဲ့ပါတယ်။မာရှယ်ကကာလာရှာနီကောကိုကားပေါ်တင်ပြီးအခုဆိုရင်မင်းဟာအစင်းနေတဲ့စစ်တဲ့ဘဝကိုထားရေးခဲ့ပြီးအရာရှိတယောက်ဖြစ်လာဖို့အချိန်တန်ပြီးလို့တိုက်တွန်းခဲ့ပါတယ်။ကျောင်းပညာခွင့်နဲ့တန်ထိတာတင်ခဲ့ရတဲ့ကာလာရှာနီကောကိုရုရှားပညာရှိကြီးလိုမိုနိုဆော့နဲ့နိုင်ရှင်ပြီးဂုဏ်ပြုခဲ့တာပါ။အဲ့ဒီချိန်ကစပြီးကမ္ဘာပေါ်မှာအသုံးအများဆုံးနဲ့အကျော်ကြားဆုံးဖြစ်လာမဲ့ AK47 ဆိုတဲ့အမည်နာမဟာကမ္ဘာလက်နက်သမိုင်းမှာနေရာရရှိသွားခဲ့ပါတော့တယ်။ဒီဇက်ကောင်အဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Paradise ကချန်နယ်နေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ